အမနာမည်ဝစ်ဆန္ဒပါကောင်းမှုမျိုးနဲ့ထမ်းမနိုင်ရွာပါကန်တူးရှင်ဖြစ်တဲ့အချိန်မှာအရန်ပျော်ပါတယ်ဒီလိုမျိုးဖြစ်မယ်လို့လည်းမမျှော်လင့်တာဘူးလေစုမဲပေါက်တယ်လို့ကိုသေးကဖုံးဆက်နေတဲ့အချိန်မှာအမဈေးရောက်နေတာဖုံးဆက်တော့ဟိုမယုံဘူးပေါ့နော်မခိုင်လေးနဲ့ထိတ်ထိတ်လေးကဘေးမှာရှိရဲတဲ့သူကအဲ့လိုပြောတာပြောလဲပြောအမကမဟုတ်ဘူးလားမသိဘူးပေါ့အဲ့တော့မှထိတ်ထိတ်လေးကသူနှိုက်လိုက်တဲ့မဲကနေထပေါက်တာပါဆိုတော့အမအဲ့တော့မှယုံသွားတာကြက်သိန်းတစ်ထောင်ကန်ရှင်ရွေးချယ်ပွဲကဒါရဲ့ဖုံးခေါ်ဆိုနေတာပါဝင်းစန္ဒာပြပါခင်ဗျာ congratulation ပါညီမလေးဝင်းစန္ဒာရေမအတန်းနေပြီးတော့မဲပေါက်တယ်ဆိုတော့အမေစီကိုဖုံးဆက်တယ်ညရင်းညစ်ဆက်တာမဟုတ်နောက်နေ့မနက်မှလန့်ပြောအမေသမီးဒီလိုပဲမဲတပေါက်တယ်ဆိုတော့အမေကမယုံဟုတ်ရဲ့လားညီဟုတ်တယ်အမေတဲ့အဲ့မယုံသူများတကာတွေကပြောတယ်လေမယုံညီပတ်စံနေပါတောင်းသေးလားလို့တချို့လိန်နေလူတွေပတ်စံတောင်းတယ်လေမတောင်းဘူးအမေတဲ့မတောင်းအောင်လည်းရုပ်ရှင်မင်းသမီးခိုင်သိကြီးသမီးနှိုက်ပေးတာဆိုအဲ့ဒါဆိုရင်တော့ညီဟုတ်မှာလို့ယုံတယ်လို့ရုပ်ရှင်မင်းသမီးတွေဆိုရင်တော့ပေါ့တိတ်တထောင်ဆိုလဲနဲတာမဟုတ်ဘူးပေါ့အဲ့တော့နောက်မဲလဲများများဖောက်နိုင်ပါသေးအတန်ကိုကျေးဇူးတင်ပါတယ်တန်ကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ဒီလိုမျိုးလုပ်ပြီးတော့အမလိုဝန်ထမ်းတယောက်အနေနဲ့ဒီလိုမျိုးတစ်ခါမှအိမ်မက်တောင်မမှတ်ဘူးလေဒီလောက်ရမယ်ပတ်စံအောင်အခုကြားတဲ့စုကြီးတွေအကုန်လုံးလဲအမမိဘတွေကိုလှုပ်ကြေးနေရဖြစ်တဲ့အတွက်အဖေနဲ့မေကိုအကုန်လုံးပေးသွားမှာပါအလုံးပိရက်တွေအိမ်ပြန်လာရင်အဖေနဲ့မေအတွက်ဓမင်းချစ်ပေးဖြစ်တယ်အခုအိမ်တန်ချင်းတွေဝိုင်းကူလုပ်ပေးတယ်အဖေနဲ့မေကိုအနည်းကပြုစုစောင့်ရှောက်ပေးတယ်ပေါ့နော်မိဘတွေကအသက်ကြီးပြီဖြစ်တဲ့အတွက်ဟိုဟာကျေးဇူးဆက်ချင်တာပေါ့နော်သူတို့ရှိနေတဲ့အချိန်လေးမှာပျော်ပျော်ရွှင်ရွှင်လေးနဲ့အတန်သုံးနဲ့ကန်တူးချင်းဖြစ်လာမယ်လို့အမှန်တိုင်းပြောရတော့မထင်ဘူးကန်တူးချင်းဖြစ်လာတဲ့အတွက်အတိုင်းမသိဝမ်းသာပါတယ်အမ data သုံးတာများတယ်အလုံးမှလည်းသုံးတယ်အိမ်ရောက်ချင်လည်းသုံးတယ်အားတဲ့အချိန်သုံးပြတယ်ပေါ့နော်အတန်ကိုသုံးရတာရမ်းအဆင်ပြေပါတယ်စုတွေလည်းတကယ်ပေးပါတယ်အခုအမရဲ့လက်တွေ့ပါပဲစုမဲပေါက်တာတွေကိုအမလိုက်ပြန်ကြည့်ဖြစ်တယ်ပွင့်လင်းမြင်သာမှုရှိရလို့လည်းထင်ပါတယ်အတန်ကိုလည်းပို့ပြီးယုံကြည်မှုရှိသေးတာပေါ့နော်အတန်ကိုကျေးဇူးအများကြီးတင်ပါတယ်ဒီတက်မကလည်းစုမဲတွေအများကြီးဖောက်ပေးနိုင်ပါစေလို့ဆုတောင်းပေးပါတယ်အတမ်နဲ့အတူကန်ထူးကန်မြူပြီးပုံမကောင်းမွန်သောဘဝအိမ်မက်များကိုရယူဖန်တီးလိုက်ပါအတမ်ပုံမကောင်းမွန်သောနေ့တင်များစီ